BKFC ရဲ့အဖွဲ့အစည်းဘက်ကနေပြီးတော့မြန်မာလက်ဝဲကို BKFC ရဲ့ခေါင်းစဉ်အောက်ကနေထည့်သွင်းပြီးတော့ကျင်းပပေးမယ်ဆိုတဲ့အစီအစဉ်ကိုအခုချိန်မှာတော့ဖျက်သိမ်းသွားပြီလည်းပဲဖြစ်ပါတယ်။အစကကွန်နာမဂရီဂိုရိုကိုရိုင်ကိုကမြန်မာလက်ဝဲမှာယင်းနှိမ့်မြုံနယ်မှုတချို့ပြုလုပ်မယ်လို့ကြားသိရပါတယ်။ယခုချိန်မှာတော့ညှိနှိုင်းမှုအဆင်မပြေတာကြောင့်မို့လို့ကွန်နာရဲ့ယင်းနှိမ့်မြုံနယ်မှုအစီအစဉ်ကလည်းပျက်စီးသွားပြီလည်းပဲဖြစ်ပါတယ်။မင်္ဂလာပါFive Barmitကနေကြိုဆိုပါရစေ။အစက BKFC ရဲ့လွှမ်းမိုးမှုကြောင့်မလို့ကျွန်တော်တို့မြန်မာလက်ဝဲကတနည်းတဟန်နဲ့တူးတက်လာမဲ့အရေးရန်ကိုမြင်တွေ့ခဲ့ရပါတယ်။ဒါပေမဲ့လည်းဂျားထဲမှာညှိနှိုင်းမှုတချို့အဆင်ပြေမှုတွေရှိခဲ့တဲ့ကြောင့်မလို့ BKFC ရဲ့အဖွဲ့အစည်းအောက်ကနေပြီးတော့ကျင်းပပေးမဲ့ရိုးရလက်ဝဲအစီအစဉ်တွေကိုဖျက်သိမ်းသွားပြီလည်းပဲဖြစ်ပါတယ်။ BKFC ရဲ့လက်ဝဲအဖွဲ့အစည်းဘက်ကနေလည်းမြန်မာလက်ဝဲအပေါ်စိတ်ဝင်စားမှုတချို့ကိုပြခဲ့ရလည်းပဲဖြစ်ပါတယ်။ BKFC နဲ့မြန်မာလက်ဝဲတို့ရဲ့တူညီမှုအချက်တွေကတော်တော်လေးကိုများပါတယ်။ BKFC ဆိုတာကလည်းဗလာလက်သီးနဲ့ထိုးရတဲ့အားကစားနည်းတစ်ရပ်ပဲဖြစ်ပါတယ်။မြန်မာလက်ဝဲဆိုတာကလည်းဗလာလက်သီးနဲ့ထိုးရတဲ့အားကစားနည်းတစ်ရပ်ပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့သူတို့နှစ်ဦးရဲ့အဖွဲ့အစည်းတွေကတူညီနေတာကြောင့်မို့လို့မြန်မာလက်ဝဲပေါ် BKFC ရဲ့စိတ်ဝင်စားမှုကပိုမိုမြင့်တက်လာတာလည်းပဲဖြစ်ပါတယ်။တကယ်လို့ဒါအဆင်ပြေခဲ့သည်ရှိတော့ကျွန်တော်တို့ရိုးရလက်ဝဲကအထိုက်လျောက်အောင်မြင်လာမှာလည်းပဲဖြစ်ပါတယ်။ BKFC နဲ့ကျွန်တော်တို့ရိုးရလက်ဝဲကြားမှာစီးမင်းတချို့ညှိနှိုင်းမှုတွေပြုလုပ်ပြီးတဲ့အချိန်မှာကျွန်တော်တို့ရိုးရလက်ဝဲကနေပြီးတော့ BKFC ရဲ့လက်အောက်ကနေပြီးတော့ရှင်ပြိုင်ခွင့်ရမှာလည်းပဲဖြစ်ပါတယ်။ဒါအပြင်ဒီလိုရှင်ပြိုင်ခွင့်ရတဲ့အကျိုးဆက်အနေနဲ့ကျွန်တော်တို့ရိုးရလက်ဝဲကိုကမ္ဘာအနှံ့ကသိလာမှာလည်းပဲဖြစ်ပါတယ်။အခုချိန်မှာဆိုလို့ရှိရင်တော့ဒီမျော်လင့်ချက်တွေကတော်လေးကိုပျက်စီးသွားပြီလည်းပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကြီးနှိုင်းမှုတွေအစင်မပြေတာကြောင့်လည်းပဲပါပါလိမ့်မယ်။မြမယူကလက်ဝဲရဲ့စီးမင်းတချို့ကိုကျွန်တော်တို့အဖွဲ့အစည်းဘက်ကနေပြီးတော့ပြန်လဲပြင်ဆင်ပေးနိုင်ခြင်းမရှိတာကြောင့်လည်းပဲပါပါလိမ့်မယ်။ကွန်နမဂရီဂိုရိုကလည်းဒီယူကလက်ဝဲကို BKFC ရဲ့အဖွဲ့အစည်းအောက်ကနေရှင်ပြိုင်ခဲ့မယ်ဆိုလို့ရှိရင်ရင်းနှီးမြှုပ်နှံမှုတချို့ကိုပြုလုပ်မယ်လို့လည်းကြားသိရပါတယ်။ဒါပေမဲ့လည်းကျွန်တော်တို့ရိုးရအဖွဲ့အစည်းဘက်ကနေပြီးတော့စီမင်းတချို့ကိုလက်လွတ်မပေးနိုင်တာကြောင့်မလို့ကျွန်တော်တို့ရိုးရလက်ဝဲက BKFC နဲ့တွဲရမယ့်လက်တွဲခွင့်ကိုဆုံးရှုံးသွားပြီလည်းပဲဖြစ်ပါတယ်။ဒီကြားထဲမှာလည်းကျွန်တော်တို့ရဲ့ရိုးရလက်ဝဲကိုအောင်မြင်စေရန်အတွက်ပြုလုပ်ပေးနေတဲ့ပေါင်းကူးတရားတချို့ကိုလည်းတကယ်ကိုအားနာမိပါတယ်။ဒေဝါတို့ဆိုတာကလည်းမြန်မာရိုးရလက်ဝဲကိုတိုးတက်စေချင်တာကြောင့်မလို့နိုင်ငံခြားထိပါသွားပြီးတော့မိတ်ဆက်မှုလေးပြုလုပ်ခဲ့တာလည်းပဲဖြစ်ပါတယ်။ဒေဝါကိုယ်တိုင်ကလည်းကွန်နာမဂရီဂိုရိုနဲ့တွေ့ဆုံပြီးတော့မြန်မာရိုးရလက်ဝဲကိုသူတို့အဖွဲ့အစည်းနဲ့ပူပေါင်းပြီးကျင်းပနိုင်ရဲ့အတွက်သူ့ဘက်ကနေလည်းအကောင်းဆုံးအနေနဲ့ညှိနှိုင်းမှုတွေပြုလုပ်ခဲ့တာလည်းပဲဖြစ်ပါတယ်။ဒီလိုအခြေအနေကအကောင်းဆုံးအခြေအနေထိရောက်ခဲ့တဲ့ဆိုပေမဲ့လည်းအခုချိန်မှာတော့တော်တော်လေးကိုပျက်စီးယိုယွင်းနေပြီလည်းပဲဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ရိုးရလက်ဝဲမှာဆိုလို့ရှိရင်အားနည်းချက်တွေကတော်တော်လေးကိုများပါတယ်။သူတို့အနေနဲ့ပြင်ဆင်တဲ့အချက်တွေကလုံးဝအနာတောင်းခွင့်ဆိုတာကြီးကဘယ်အဖွဲ့အစည်းဘယ်လက်ဝဲအတိုင်းဝိုင်းမှာမရှိတဲ့အချက်ကြီးပဲဖြစ်ပါတယ်။နောက်ပြီးတော့ open weight အနေနဲ့ရှင်ပြိုင်ရတဲ့ကစားနည်းကစားဟန်ပဲဖြစ်ပါတယ်။ open weight ဆိုတာကတော့အလွတ်တန်းချန်ပီယံဆုကိုရယူရမယ့်အခြေအနေပဲဖြစ်ပါတယ်။ open weight အနေနဲ့ရှင်ပြိုင်ရတဲ့အကျိုးကျေးဇူးကဘာတွေရှိလဲဆိုလို့ရှိရင်ဝိတ်တန်းတွေအရန်ကွာတဲ့ကစားသမား2ယောက်ကိုပွဲသက်ပေးလိုက်ခြင်းအပြင်အများကြီးဆိုးကျိုးတွေဖြစ်သွားနိုင်ပါတယ်။ power ကြီးတဲ့ကစားသမားတွေနဲ့ power နည်းတဲ့ကစားသမားတွေနဲ့တွေ့တဲ့အခါကျလို့ရှိရင် power ကြီးတဲ့ကစားသမားတွေကပဲအနိုင်ရလိမ့်ရှိပါတယ်။ဒီလိုဆိုလို့ရှိရင် power ကြီးတဲ့လူနဲ့ power နည်းတဲ့လူရှင်ပြိုင်ခဲ့လို့ရှိရင် power နည်းတဲ့လူအတွက်အများစွာထိခိုက်နှိမ့်နာမှုတွေလည်းရှိနေပါတယ်ဒီလိုမျိုးရှင်ပြိုင်ကစားစေခြင်းအပြင်ကျွန်တော်တို့ရိုးရကစားသမားတွေအတွက်အသက်အန္တရာယ်ထိပါထိခိုက်နှိမ့်နာမှုတွေရှိလာနိုင်ပါတယ်ဒီအချက်တွေကိုကျွန်တော်တို့ရဲ့ BKFC အဖွဲ့အစည်းဘက်ကနေပြီးတော့ညှိနှိုင်းမှုတချို့ပြုလုပ်ခဲ့တာလည်းပဲဖြစ်ပါတယ်။ထိုညှိနှိုင်းမှုတွေကအစင်မပြေတာအတွက်ကြောင့်မလို့ BKFC ဘက်ကနေယူရလက်ဝဲကိုသူတို့အဖွဲ့အစည်းအောက်ကနေပြီးတော့ရှင်ပြိုင်ခွင့်တွေကိုပယ်ချခဲ့ပြီးလည်းပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းယူရလက်ဝဲကိုတခြားခေါင်းစဉ်တွေအောက်ကနေပြီးတော့ဆက်လက်ရှင်ပြိုင်စေမှာလည်းပဲဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ရိုးရလက်ဝဲကိုအောင်မြင်တိုးတက်စေခြင်းနဲ့ဆိုလို့ရှိရင်တော့အယူသီးမှုတွေမရှိဘဲနဲ့ပြင်ဆင်သင့်တာတွေကိုပြင်ဆင်ရမယ့်အချိန်ကိုရောက်ရှိလို့နေပြီလည်းပဲဖြစ်ပါတယ်။ဒါကိုလည်းလက်ဝဲအဖွဲ့အစည်းဘက်ကနေပြီးတော့သိရှိဖို့လိုအပ်မှာလည်းပဲဖြစ်ပါတယ်။အနည်းဆုံးအနေနဲ့ရိုးရလက်ဝဲကိုမွေထိုင်းအားကစားနည်းနဲ့ရှင်းကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ရိုးရလက်ဝဲကမွေထိုင်းတက်ကိုတပ်ပုံတန်နေစုံနေတာကိုတွေ့မြင်ရမှာလည်းပဲဖြစ်ပါတယ်။မွေထိုင်းတက်ကိုအားသာတာကကျွန်တော်တို့ရဲ့ရိုးရလက်ဝဲမှာဆိုလို့ရှိရင်ခေါင်းတိုက်ခွင့်ကိုတရားဝင်သတ်မှတ်ထားတာလည်းပဲဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ဘာကြောင့်မို့မွေထိုင်းတက်ကိုကျွန်တော်တို့ရဲ့ရိုးရလက်ဝဲကအောင်မြင်မှုနည်းပါးနေလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ရိုးရလက်ဝဲကကစားသမား2ဦးကအလဲထိုးမှသာအနိုင်ရရှိတာလည်းပဲဖြစ်ပါတယ်။ကစားသမား1ယောက်ကဘလောက်ပဲပွဲချိန်အတင်းမှာတာနေပလိစေပြိုင်ဘက်ကစားသမားကိုအလဲမထိုးနိုင်ဘူးဆိုလို့ရှိရင်အနိုင်ရရှိခြင်းမရှိတာလည်းပဲဖြစ်ပါတယ်။ဒါကြောင့်မို့ပူသက်တရေဆိုတဲ့ရလက်တွေကရိုးရလက်ဝဲမှာတော်တော်လေးကို
များနေတာလည်းပဲဖြစ်ပါတယ်။မွေထိုင်းကကြတော့ဒီလိုမဟုတ်ဘဲနဲ့သူတို့ကစီးစနစ်ကြကြနဲ့ရှင်မဲ့စရာလည်းပဲဖြစ်ပါတယ်။ဘယ်ကစားသမားကိုအနိုင်ပေးရမလဲဆိုတာကလည်းသူတို့ရဲ့ခေါင်းထဲမှာအမြဲရှိနေတာလည်းပဲဖြစ်ပါတယ်။သူတို့စီမှာကတော့ပူသွဲတည်ရဆိုတဲ့ရလက်ကအတော်လေးကိုရှားပါတယ်။ကစားသမားတစ်ယောက်ကပွဲချိန်အတင်မှာထိကျအတာနဲ့အနိုင်ရရှိအောင်စွမ်းဆောင်နိုင်လေကစားသမားအတွက်အနိုင်ဖို့အခွင့်အရေးများလေပဲဖြစ်ပါတယ်။ဒါကြောင့်မို့ကဘာအရရက်ကလက်ဝဲကိုချင်းမြတ်နိုးတဲ့ပရိသတ်တွေကဆိုလို့ရှိရင်ရိုးရှက်စရာရှိလာခဲ့သည်ရှိတော့ရိုးရလက်ဝဲနဲ့မွေထိုင်းမှာဆိုလို့ရှိရင်အန်ဒီရဲ့ကင်းပြီးတော့စီးစနစ်ကြတဲ့မွေထိုင်းကိုပဲရိုးရှက်သွားလေးရှိပါတယ်။ဒါကတော့ကျွန်တော်တို့ရိုးရလက်ဝဲရဲ့ပြင်ဆင်တဲ့နဲ့အားနည်းချက်တွေလည်းပဲဖြစ်ပါတယ်။ယခုချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ရိုးရလက်ဝဲရဲ့အောင်မြင်မှုနှုန်းကတော်တော်လေးကိုအရှိန်နှေးသွားပြီလည်းပဲဖြစ်ပါတယ်။ BKFC ဆိုတဲ့အဖွဲ့အစည်းဘက်ကနေပြီးတော့ကမ်းလှမ်းမှုကိုကျွန်တော်တို့ဘက်ကနေပြီးတော့ပယ်ချလိုက်တဲ့သဘောကိုတွားရောက်တက်ရောက်နေတာလည်းဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ UFC အဖွဲ့အစည်းဘက်ကကော်နာမဂရီကောဆိုလို့ရှိရင်လည်းဒီလိုမျိုးညှိနှိုင်းမှုတွေအဆင်ပြေခဲ့သည်ရှိတော့ကျွန်တော်တို့ရဲ့ UFC လက်ဝဲပုံမှာယင်းနှိမ့်နှံမှုတချို့ပြုလုပ်မှလည်းပဲဖြစ်ပါတယ်ကော်နာမဂရီကောဆိုတာကလည်း UFC မှာတော်တော်လေးကိုအောင်မြင်နေပြီးသားကစားသမားဖြစ်တဲ့အပြင်ကိုမှသူသာ UFC လက်ဝဲနဲ့ပူးပေါင်းခဲ့မှဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့လက်ဝဲကိုကဘာအနှံ့ကဆွဲဆောင်မှုတွေရရှိလာမှလည်းပဲဖြစ်ပါတယ်ကဘာအနှံ့ကလည်းကျွန်တော်တို့ရဲ့ UFC လက်ဝဲပုံမှာစိတ်ဝင်စားမှုပုံမှုမြင့်တက်လာမှလည်းပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ရိုးရအဖွဲ့အစည်းဘက်ကနေရိုးရအားကစားနည်းကိုရိုးရအတိုင်းသွားမယ်ဆိုတဲ့မာနာကြီးထားနေတာကြောင့်မလို့ကျွန်တော်တို့ရိုးရအဖွဲ့အစည်းဘက်က BKFC ရဲ့ကမ်းလှမ်းမှုတချို့ကိုမြင်းပယ်ခဲ့တာလည်းပဲဖြစ်ပါတယ်။ဒါကတော်တော်လေးကိုမလုံတဲ့ကိစ္စတွေပဲဖြစ်ပါတယ်။အလဲထိုးမှသာအနိုင်ရရှိတဲ့ဆိုတဲ့စနစ်တွေအနာတောင်းခွင့်တွေဆိုတာကဖြုတ်ကိုဖြုတ်ချရမယ်ဤစနစ်တွေလည်းပဲဖြစ်ပါတယ်။ရိုးရလက်ဝဲကိုသာတကယ်တမ်းအောင်မြင်စေရင်လည်းဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘက်ကနေပြီးတော့ညှိနှိုင်းမှုတချို့နဲ့ပြင်ဆင်သင့်တာတွေကိုကျွန်တော်တို့ဘက်ကနေပြီးတော့အချိန်ယူပြီးပြင်ဆင်ရမှာလည်းပဲဖြစ်ပါတယ်။ဒါအပြင်လက်လွတ်တဲ့နဲ့စီကံတချို့ကိုလည်းလက်လွတ်ရမှာဖြစ်ပြီးတော့ထည့်သွင်းရမယ့်စီးစနစ်တချို့ကိုလည်းထပ်မံထည့်သွင်းရမှာလည်းပဲဖြစ်ပါတယ်။ BKFC ဖွဲ့စည်းအောက်ကနေ US လက်ဝဲကရှင်မြန်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြည်တွင်းပွဲစဉ်တွေထိုးရတဲ့ထိုးကြိတ်ထက်ကိုပုံမှုရရှိမှလည်းပဲဖြစ်ပါတယ်။ဒါအပြင် US ကစားသမားတွေရဲ့ဝင်ငွေကလည်းဖြောင်ပြူးလာမှလည်းပဲဖြစ်ပါတယ်။ဒီလိုအခွင့်အရေးတွေကိုလက်လွတ်ဆုံးရှုံးခဲ့ရတဲ့အတွက်ကြောင့်မလို့မြန်မာ US လက်ဝဲကထင်ထားတာထက်ကိုအောင်မြင်မှုတွေကတော်တော်လေးကိုနှဲပါလာပြီးလည်းပဲဖြစ်ပါတယ်။အချိန်တိုင်းတာဒီတစ်ခုတည်းကြာအောင်ကျွန်တော်တို့ရဲ့ US လက်ဝဲမှာပွဲကောင်းတွေကိုမြင်တွေ့ရမှာမဟုတ်ဘဲနဲ့အတော်တန်းပွဲစဉ်တွေဒါပြည်တွင်းမှာများလာမှာလည်းပဲဖြစ်ပါတယ်။ဒါကဆိုလို့ရှိရင်ကျွန်တော်တို့ US လက်ဝဲရဲ့ကြာဆုံးခန့်ကိုရောက်ရှိလို့လာပြီလည်းပဲဖြစ်ပါတယ်။တကယ်လို့သာအောင်မြင်မှုပြန်လဲလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘက်ကနေပြီးတော့ညှိနှိုင်းမှုတွေပြင်ဆင်မှုတွေကအများကြီးပြုလုပ်ရမှာလည်းပဲဖြစ်ပါတယ်။ကျွန်တော်တို့ဘက်ကနေပြီးတော့ဖြစ်တောင်းဖြစ်ခဲ့ဆိုတဲ့အခွင့်အရေးကြီးကိုရရှိခဲ့တဲ့ဆိုပေမဲ့လည်းညှိနှိုင်းမှုအဆင်မပြေခဲ့တာကြောင့်မလို့လက်လွတ်ခဲ့ရလည်းပဲဖြစ်ပါတယ်။ကိုနာမဂရီဂိုရိုဆိုတာကလည်းလုံးဝရိုးရလက်ဝဲကိုလှမ်းမကြည့်တော့ဘဲနဲ့သူ့အနေနဲ့ရင်းနှီးမြှုပ်နှံမှုမလုပ်တော့ဘူးလည်းပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အခွင့်အရေးတွေကဆုံးရှုံးသွားပြီလည်းပဲဖြစ်ပါတယ်။တကယ်လို့သာရိုးရအဖွဲ့အစည်းဘက်ကနေပြီးတော့ဖြုတ်ချတဲ့နဲ့စီးမင်းစချို့ကိုဖြုတ်ချနိုင်ခဲ့မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ရဲ့ရိုးရလက်ဝဲကအရှိန်အဟုန်နဲ့ပြန်လဲတူးတက်လာမှာလည်းပဲဖြစ်ပါတယ်။ဒါအပြင်ကဘာအနှံ့ကပိတ်သက်တဲ့အဖို့လဲဆွဲဆောင်မှုရရှိလာမှာဖြစ်ပြီးတော့ရိုးရလက်ဝဲအဘောစိတ်ဝင်စားမှုလဲပုံပုံမြင့်တက်လာမှာလည်းပဲဖြစ်ပါတယ်။မင်္ဂလာပါကျွန်တော်ရဲ့ channel လေးကတော့ 5 scat တွေ5 analysis တွေနဲ့ပွဲကြိုခံမှတ်ချက်တွေပြုလုပ်ပေးတဲ့ channel လေးပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ like share subscribe လေးနှိပ်ပြီးတော့အားပေးခဲ့လို့ရပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။